မေမေဒီဆိုင်ပန်းတီးရဲ့တစ်လုံး9000နဲ့အရင်စီးကြည့်တယ်။သွားရအောင်။တခြားဆိုင်မှာ3000ပဲရှိတာ။သမီးမြင်ခဲ့တယ် နေုံသမီးညီကဘာမှမသိဈေးဆိုတာလေအပြောအဆိုတက်ဖို့ပဲလိုတာကြည့်နေအမလေးအမရဲ့ပန်းတီးကလည်းသေးလိုက်တာချက်စားကြနေရပဲ1900တောင်းလာတာ ။မေမေတော်ပါတော့။သူများဆိုင်ကိုအဲ့လိုပြောရင်ရင်ဖြစ်ရလိမ့်မယ်။သွားရအောင်ပါ အမဒီပန်းတီး3လုံး3000နဲ့ပေးမလားမပေးရင်ဟိုဘက်ဆိုင်ရာအမကြီးစီမှာပဲသွားဝယ်လိုက်တော့မယ်နော်သူကငါ့ကိုဆိုအမေအလကားတောင်ပေးချင်နေတာ ။မေမေဟိုဘက်ဆိုင်ကအမကြီးဆိုတာမေမေနဲ့မနေ့ကမှရင်ဖြစ်ထားရသူမဟုတ်ဘူးလား။ तू ကဘယ်မှာလက်ကားပေးမှာတော့ ညီရလေအခွက်ပြောင်ငါပြောမနေနဲ့လीကဲအမ4000ဆိုရင်တော့ယူမယ်ဒါအောင်ကျမအားနာလို့ဝယ်တာနော်အိမ်မှာပန်းတီးတွေကပုတ်လို့လွတ်ပြစ်နေရတာ ။ဟာမေမေအိမ်မှာပန်းသီးတစ်လုံးမှမရှိလို့အခုလာဝယ်တာမဟုတ်ဘူးလား။ဘယ်ကပန်းသီးတွေပုတ်ကုန်တာလဲ ရှင်လေးညီအပြင်မှာသွားဆောင်နေစမ်းညီပိုင်ငါဈေးစစ်လို့မရအောင်တွားကားနာမှာသွားနေ ။ဟမ်ဟုတ်ကဲ့ပါ။ဒါနဲ့မေမေရဲ့တငယ်ချင်းအန်တီကြီးတွေနဲ့လေပေါ်မနေနဲ့အောင်နော်။ဟိုတခါလို့နေ့လည်စာကို3နာရီမှစားနေရမယ် အေးပါငါသိပါတယ်အားကြောင့်လည်းငါမမတင်နဲ့မမစိန်တို့နဲ့ပဲပြောပြီးလာခဲ့မယ်မမကျွနဲ့မမခိုင်တော့နောက်နေ့မှပြောမလို့ ။ဒါဆိုရင်တော့2ယောက်ရော်သွားလို့နေ့လည်စာကို1နာရီမှစားရမယ်ထင်ပါရဲ့ ဒီဟာမလေးကတော့ငါ့ဆရာလာလို့နေအငတ်ထားလိုက်ရ